အခန်းနှင့်ချွေးပြန်ရသောမြို့ပြအစဒိုမလဲတနေ့တနေ့အိမ်နဲ့ရိုးမနဲ့ပဲအချိန်ကုန်နေခဲ့တာနှစ်တောင်မနေတော့ဘူးနော်ဘိုက်ကလေးဟုတ်ပါဆက်တော့အိမ်ရင်းအောင်နေရကနေခုလိုခီးထွက်လာတော့စိတ်ထဲကိုလန်းဆန်းပေါ်ပါသွားတာပဲနော်ဘိုက်ကလေးဟင်းနဲ့စူမဲ့ပူမဲ့မိန်းမမပါလာတာကြောင့်လေပူပေါ့ပါနေတယ်မဟုတ်လားဆရာတွေ့ရဲ့မင်းကလည်းကွာဟုတ်တာလေပြောပြန်ပြီရန်ကုန်မြို့တော်ကြီးသို့ခြေချခဲ့ကြပြီဦးစိန်ညွန့်အားပေးမိလက်ဆောင်ရွာထက်ပစ္စည်းများကိုတစ်ခေါက်တောင်းတဲ့ထဲ၍ဘိုက်ကလေးကချမ်းလာ၏ဆရာတို့ဦးစိန်ညွန့်လိုက်စာပါပါတယ်နော်ပါပါတယ်ကွာလွယ်အိတ်ထဲမှာတိတိကျကျထည့်လာပါတယ်လိုင်းကားမစီးတတ်တော့လဲမြို့ရီအတော်အတန်ဝနေပြီမို့အချိန်တန်လျင်ကငားစီးပြီးဦးစိန်ညွန့်တို့အိမ်သွားနိုင်သည်ဖြစ်ရကကျွန်ုပ်တို့ဆရာတပည့်လည်းမြို့ထဲဟိုတီရှောက်ရင်လမ်းသလားနေမိကြ၏အရန်တိုတက်အဲ့လေတိုးတက်နေတာပဲနော်ဆရာတို့ဟုတ်ပါဘိုက်ကလေးရေရန်ကုန်မြို့ကြီးကတော့အမြဲတမ်းပြောင်းလဲတိုးတက်နေတော့တာပဲနော်ဟုတ်ပါဆရာတို့ရေဟိုတစ်ခေါက်ရောက်တော့ကနဲ့ဘာဆိုဘာမှမဆိုင်တော့ဘူးနော်ဟုတ်ပါကွာတို့မှသာတနေ့ရိုးမာတဲ့အချိန်ကုန်ပြီးဘာမှမပြောင်းလဲတာမြို့တော်ရန်ကုန်ပြောင်းလဲချက်ကတကယ်ကိုမမှတ်မိအနိုင်အောင်ပါပဲကျွန်တော်တို့ကသာရန်ကုန်မြို့ကြီးကိုမမှတ်မိတာပါရန်ကုန်မြို့ကြီးကတော့ကျွန်တော်တို့ကိုမှတ်မိမှာပါဗျဘာဖြစ်လို့လဲဆရာတို့စဉ်းစားကြည့်လေနှစ်တွေကြာလာတဲ့အမျှရန်ကုန်မြို့ကြီးကလည်းမမှတ်မိနိုင်လောက်ဖြစ်လာတယ်မဟုတ်လားအေးလေဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်ကတော့နှစ်တွေဘလောက်ကြာမမမြင်ကျေးဇူးနဲ့ဒါဝစ်ပိုင်းဒီပုံစံမဲဆိုတော့ရန်ကုန်မြို့ကမှတ်မိနိုင်တာပေါ့ဗျာဟုတ်ဘူးလားဟုတ်ပါကွာဟုတ်ပါဆရာတို့ရေဟိုတယ်တီချာနဲ့တစ်ခေါက်တောင်းဖင်ကအစတွေထွက်နေပြီဗျအစတွေပြန်ထိုးထည့်လိုက်အောင်မယ်နော်ခဏနေအောင်နော်ထားလိုက်ပါတော့ကွာတို့ကငားစီမှာပဲဟာလူထိုးမိစရာမရှိပါဘူးလောလောဆယ်ဗိုက်စားလာပြီကွာဝမ်းဖြည့်ကြရအောင်ဒါဆိုလဲသွားလေကျွန်တော်လဲစားနေပြီအဒီကအတုပ်ဆုံးမြမထမင်းဟင်းရမယ်လက်ဖိတ်ရင်တရုတ်စားတော့တရုတ်စားရွှေရင်ဘိုက်ကလေးဘာစားကြမလဲဆက်တွတ်ကြိုက်တာစားပါလာအကိုကြီးတို့ဒီဆိုင်ကိုကြွပါဒီမှာလည်းအစုံရတယ်လေဒီကိုကြွပါရှင့်ဆွဲမတက်လွဲမတက်ခေါငင်နေသောဈေးခေါ်များကြောင့်ကျွန်ုပ်တို့မှာဘယ်ဆိုင်ဝင်ရမှမသိဖြစ်နေကြပြော၏လာလေးအကိုကြီးရဲ့လာပါဆိုညီမတို့ဆိုင်ကိုအပြည့်ပါအောင်တော့အကိုဒီကိုကြွပါဟိုလူနောက်လိုက်ရကောင်းလို့ဒီလူဆိုင်ပဲဝင်ရကောင်းလို့ပြန်လဲထွက်မရဖြစ်ဈေးခေါ်တတိုက်ကြားကျွန်ုပ်တို့နှစ်ဦးသားမှာရောင်တိရောင်အဖြစ်ချွေးပြန်နေစဉ်ရှူနောင်ကြီးတို့ဒီကိုလာခေါ်တဲ့နဲ့အတူလူတစ်ယောက်ကကျွန်ုပ်တို့ဆရာတပည့်နှစ်ဦးအားလူအုပ်ကြားမှဆွဲထုတ်သွားကြည်ရာထိုအခါမှပင်ကျွန်ုပ်တို့လည်းအသက်ရှူနိုင်တော့၏ကျေးဇူးကြီးပါပြီမောင်မင်းကြီးသားရဲ့ဤသို့တရုတ်ပြက်လာသောစားတောက်ဆိုင်တန်းတွင်စားတောက်ရန်စိတ်မပါတော့သဖြင့်ကျွန်ုပ်တို့လည်းအပြင်ပြန်ထွက်ရန်ခြေလမ်းပြင်၏သို့သောထိုလူကအထွက်မခံမဲကျွန်ုပ်တို့၏ပခုံးကိုတင်းဆုပ်ကင်ပြီးစားတောက်ဆိုင်တစ်ခုအတွင်းသို့ဆွဲခေါ်သွားကြတော့၏ဘလို့လဲဟာပြီးတော့စပွဲလွတ်လုံးစီတို့ရောက်ရင်လူကိုဖိ၍ထိုင်စီပြီးနောက်ဇက်ကြီးတို့ဘာစားမလဲတရုတ်စာအကုန်ရပါတယ်ဒီလိုကိုမိမိတို့ကိုကုညီသူမှတ်၍ကျေးဇူးတင်မိပါသည်ယခုတော့ပိုသာဆိုးဈေးတယ်နဲ့မှလာတွေ့နေရပြီကောတခိုးလက်ကတဝက်လူဆိုတာမျိုးပါလားထိုသူ၏အပြုတ်မှုကိုမနစ်သက်တော်လဲပြောနေ၍လည်းထူးမိမဟုတ်ထသွားဖို့လဲစိတ်မရဲသည်နှင့်အောက်တသက်နှစ်ပင်မှားရတော့၏ကျွန်ုပ်တို့ကိုခောက်ဆွဲကြော်နှစ်ပွဲပေးအသားမြမြထင်နော်စိတ်ချပါဆရာကြီးရှယ်လုပ်ပေးပါမယ်ရှယ်ခောက်ဆွဲကြော်နှစ်ပွဲအသားမြမြထက်တော်ရောတင်းခောက်ဆွဲကြော်မှာထားစဉ်ကျွန်ုပ်လည်းပတ်ဝန်းကျင်ကိုစိတ်ငုံကြည့်၏ဆိုင်ငန်းတွေကအတော်ပင်ကျင်းလာသဖြင့်စပွဲများကိုကက်လျက်ချထားရ၏လူ50ဝေလျင်မင်းဆိုင်ကလူပြည့်တယ်လို့ဖြစ်နေကြ၏ကျွန်ုပ်တို့နှင့်ကလျက်စပွဲတွင်ခက်မီတောက်ပစွာဝတ်စားထားသောမိန်းကလေးနှစ်ဦးကကြောပြီးထိုင်ပြီးတွထူးနေကြ၏တော်ကြီးရော်ကြီးကြော်တပွဲလေကြာစံကြော်တပွဲတို့ဖြင့်မကြမီခောက်ဆွဲကြော်များရောက်လာသဖြင့်ကျွန်ုပ်တို့လည်းဆဆာနှင့်ခေါင်းမဖော်ရန်တွေ့ကြတော့၏စားတောက်ပြီး၍ငွေရှင်းသောအခါရွာမှာထက်3ဆလောက်ဈေးကြီးနေသည်ကိုတွေ့ရကြ၏ပေသည်ခောက်တတ်သောမသိမြင်သာပါလျင်ဖြင့်စားပြီးသားတွေပင်ပြန်အံ့ထွက်နေမလားမပြောတတ်မြို့ပြစီကကြောက်ခမန်းလိလိပါတကားငွေရှင်းပြီးနောက်ထရန်ပြင်တော်လဲဘိုက်ကလေးမှာမလောက်သဖြင့်ကျွန်ုပ်လဲသူ့အားကြည့်ရာ
ချွေးစည်းများပြန်ပြီးတုံတုံရီရီဖြစ်နေသည်ကိုတွေ့ရသဖြင့်ထလေဘာဖြစ်နေရလဲဟိုဘိုက်ကလေးကကျွန်ုပ်အမေကိုမဖြေပဲထက်ခေါက်တောင်းကိုသာလက်ညှိုးဖြင့်မတိမတာညှို့ပြသဖြင့်ကြည့်လိုက်ရာကျွန်ုပ်မျက်လုံးမပြူးလဲမခံနိုင်တော့ထန်းခေါက်တောင်းမှထွက်နေတော့အစတစားကမိန်းကလေးတူဤတင်မအီတဲ့စိုက်ဝင်နေသည်မဟုတ်ပါလောဆရာတို့ဘယ်လိုလုပ်မလဲပါစက်တောင်ရလာပြီဟုတ်ပါကွာကြက်ကြံဖန်ဖန်မှဖြစ်ရတယ်ကျွန်ုပ်တို့ဦးမှာချွေးပြန်နေတော့လဲတစ်ဖက်မိန်းကလေးမှမူအစားမပြက်အရေးမပြက်သဖြင့်ကျွန်ုပ်မှာလွန်စွာအံ့အားသင့်ရတော့ဤရှက်နဲ့များမိတ်ခံနေရောလားကျုံတိုင်းမှာသာဒီလိုကိစ္စမျိုးကျုံလို့ကတော့ရက်ကြော်ရွာကြော်အုပ်အော်တောင်းတင်းဖြစ်လိုက်မယ်ဖြစ်ချင်းဟဲ့ကလေးကပူဆွဲမိတင်မကိုတုံးနဲ့ထိုးလို့ဆိုပါလားဟဲရဲတယ်လိုက်လားဟုတ်ပါရုံနဲ့လိုက်ပါတော့ပြုမိသူမှလည်းခေါင်းမဖုံဝင်းအောင်အများကြီးအပြောခံရမိအပြင်တကြီးထိတ်တုံးတွေလည်းတက်ဆင်းရပြီးချိန်နောက်ထပ်လက်ကမြင်းကြောမထရင်အောင်လက်ကိုပါထိတ်တုံးခတ်ပစ်လိုက်မယ်မှတ်ထားမတော်တဆပါဗျာခုတော့တဖက်မိန်းကလေးကလည်းပုံစံမပြတ်သဖြင့်ကျွန်ုပ်လည်းပစ္စည်းကောက်နေဟန်ပြည့်၍အနီးကပ်သေးချာကြည့်ပြန်၏တကယ်ဆိုင်ဝင်နေတာပဲဝင်တာမှတော်တော်လေးဝင်နေတာပဲဘယ်လိုလုပ်ရပါမလဲပြောလို့လည်းမဖြစ်တောင်းကိုဆွဲထုတ်ရအောင်လဲစပွဲနဲ့သူ့တင်မကြတောင်းကညက်နေတော့ဒုက္ခပဲရက်တို့ဘယ်လိုလုပ်မလဲပတ်စံလဲရှင်းမိပြီဆိုတော့အကြာကြီးစထိုင်နေလို့မကောင်းဘူးအခုတော့ဆိုင်ရှင်ကမျက်စောင်းထိုးနေပြီအေးပါကျွန်တော်ကြံနေပါတယ်ဟုတ်ပြီကျွန်တော်အကြံရပြီကျွန်ုပ်ကဒီဘက်ကကွယ်ပေးမယ်မင်းကလည်းကိုလုံးနဲ့ကွယ်ပြီးမတိမတာနှုတ်ကြည့်ဟုတ်ကဲ့ချွေးသည့်ချွေးပေါင်များနဲ့ဘိုက်ကလေးကိုကြည့်ရသည်မှာရန်သူနယ်မြေအတွင်းဝင်ရောက်၍ဘုံစနက်တံဖြုတ်နေသောကွန်မန်ဒိုနှင့်ပင်တူနေကြသည်ဟုမစီမဆိုင်တွေးမိချေသည်အချိန်မရွေးပောက်ကွဲနိုင်တယ်ချွေးတီးတီးကြအောင်အတန်ကြာစူးစမ်းပြီးနောက်ဇက်တို့မရဘူးဗျလှုပ်တောင်မလှုပ်ဘူးဒါဆိုနှဲ့ပြီးထုတ်ကြည့်ပါလားစမ်းပြီးပြီမရဘူးဒုက္ခပါပဲတွတ်ပြီးစဉ်းစားစမ်းဟုတ်ပြီဒီလိုလုပ်မယ်မိကအစကိုတခြားကိုင်းထား1နဲ့3ဆိုတာနဲ့ကျွန်ုပ်ကတောင်းကိုဆွဲမလိုက်မယ်မင်းကအရှိန်နဲ့အစကိုအလိုက်တင်ဆွဲထုတ်လိုက်သဘောပေါက်လားဟုတ်ပြီသဘောပေါက်ပြီကဲဒါဆိုစမယ်1 2 3ပြီဟိုက်ကျွန်ုပ်တို့မျှော်မှန်းထားသလိုထက်ခေါက်တောင်းရင်အစာကထွက်လာပါ၏သို့တော့အစာဖြင့်ညိကမိန်းကလေးထမင်းပြုတ်အီမှလည်းပြည်ကနေမိကပြဲသွားချီတော့၏ဟင်ရှင်တို့ဒါဘာလုပ်တာလဲစပွဲကိုဝုန်းကနေထုပြီးမိန်းကလေးနှစ်ဦးကကျွန်ုပ်တို့ပဲလှည့်လိုက်ရာမိန်းမရှာတွေပဲဒါဘာလုပ်တာလဲလို့မီးနေတယ်လေထိုအခါမှပင်ထက်ခေါက်တောင်းစာထိုးမိခြင်းကိုဒီကလေးမတွေဒီမိန်းမလျာတွေဘာကြောင့်မသိရသည်ကိုရိတ်စားမိတော့၏သူတို့ရဲ့အခုခံတွေကိုအစကဝင်နေလို့မသိတာကိုဒါကြောင့်လေတော်တော်နဲ့ပြန်နှုတ်မရတာကိုထူးဆန်းပါပြီကွယ်ဟိကျွန်ုပ်လည်းယခုမှသဘောပေါက်ကမအောင်နိုင်တော့သဖြင့်ပြုံးမိချီရာအောင်မဲအမဲကတုံးကပီတီတီနဲ့လူကိုပါမှတ်လို့လေလူကိုဘလို့အမျိုးသားအောင်မိနေလို့လေ HIV တဲ့နော်လေရိုစီမမတဲ့နော်လာမစမ်းနဲ့မောသွားမယ်ကတုံးအာဟာအဲ့ဒီသဘောမဟုတ်ပါဘူးမောင်ရင်ရဲ့ဘာမောင်ရင်လဲသူများရိုစီမမရဲ့တကယ်ဟိုမတော်တဆဖြစ်မိတာပါကွာဖះဆူရစီရဲ့ကျွန်ုပ်တို့ဆရာတပည့်ရိုစီမမဆိုသူကြီးကိုရှာထွက်မတက်တောင်းပန်နေစဉ်အခြားတစ်ယောက်မှာဖုန်းနဲ့ကျွန်ုပ်တို့နားမလဲတော့ဘာသာစကားဖြင့်ပြောဆိုနေသည်ကိုတွေ့ရ၏ဟယ်လိုအချော်တကီကြည်မာလီလူများကလည်းမြောက်ပွဲကြည့်ရသည့်အလားဝိုင်းအောင်ပြီးကြည့်ရှုရီမောနေကြစီရာကျွန်ုပ်တို့မှရှက်လွန်း၍မတ်တက်ရက်ပင်လဲသေးချင်လာ၏ဘိုက်ကလေးအချီနေပကောင်းပြေးပေါက်ရှာတာဟုတ်ကဲ့ရိုစီရေလာပြီစင်တီရာနဲ့နှိမ့်ပွင့်ကလေးကနုနုဖတ်တို့လာကြပြီကျွန်ုပ်တို့ပြေးပေါက်ရှာနေစဲမှာပင်နောက်ထပ်မိမိရှာများစိုက်နှဲဝင်လာကြတော့၏ဟိုတယောက်ဖုံးဆက်ခေါ်လိုက်ဟန်ရှိကြည်ဟဲ့ရိုစီဘာဖြစ်နေတာလဲဖះဖင်ကိုတုံးနဲ့ထူတဲ့နှာပုတ်တကောင်မိထားလို့ဆိုသူတို့လားငါတော့နာမည်ပြတ်ပါပြီကျွန်ုပ်လူနိုင်ငံကျော်မုတ်ဆိုးကြီးတယောက်အားနှာဘူးဟုအပြောခေါ်လိုက်ရသည့်အတွက်ဒေါသထွက်မိချီရကဟေးငါတို့နှာဘူးမဟုတ်ဘူးကွမရှုံရင်ကြုံနှမ်းရောင်ကိုလိုက်ခဲ့ကြုံတိုင်းသားကွအော်ဟဲကြုံတိုင်းသားတယ်လားဒါဆိုအခုကြုံလို့တိုင်းကြည့်တာပေါ့နော်ဟုတ်လားတောသားလေးရေဆိုတော့အရိုင်းလေးတွေပေါ့နော်ခိဒါဆိုသူများအကြိုက်ပေါ့
ဒီအုံးလေးကြီးကလည်းရုပ်ဆိုးသလောက်ဒေါသကလည်းကြီးပါဟင်မုန်းစရာကြီးဟုတ်ပါ